မောင်လေးဒါအသက်ရောက်တဲ့ဟာလား ဒီကောင်လေးလားအမ ဟုတ်တယ်လေမောင်လေးဒီကောင်လေး ဒီကောင်လေးကမနေ့ကမှအစ်ရောက်တာလေမာကြီးဒီကောင်လေးကဆိုဘိုးဖုန်းတစ်သိပ်ဈေးနှုန်းကလေ4000ပဲပေးရတာဒီကောင်လေးဆိုအတန်ထွက်လေးလေးကောင်းတယ် ဟုတ်လားမဆိုးဘူးနော် မကဘာလို့ဖို့လဲ ငါကောင်လေးဝယ်ပေးမို့လေဟဲ့အဲ့လေးရောအသက်ရောက်တာလား ဟုတ်တယ်လေမာကြီးဒီကောင်လေးက SD ကနေအစ်ရောက်လာတယ်စမတ်ဝက်လေးလေဈေးကလေ6000ဝယ်ပဲရှိတယ် ဟဲ့ဟုတ်လားဒါလေးလည်းငါကောင်လေးဝယ်ပေးရမယ် Stupid bitch. ဟဲ့ငါနေဝင်မလို့အာသွင်းကျိုးထဲမှာလေအဝိမြင်နဲ့အာသွင်းကျိုးလေးပါလေမရှိဘူးလား ရှိရပါဘောဒီမှာလေး SD ကနေတက်ထွက်လာတဲ့အာသွင်းကျိုးလေးဒီကောင်လေးဆို120ဝက်နဲ့အာသွင်းလည်းနေဈေးလေးဆို3000လောက်ဟောင်းပဲရှိတယ်ဒါနဲ့နေပေါင်းမင်းကဒီကျိုးကြီးဝယ်ပြီးဘာလို့ဖို့လဲ ငါကောင်လေးကိုပေးမလို့ မင်းကနင်းဘဲကိုတော်တော်ချစ်တာပဲနော် ချစ်တာပေါ့ငါမှတူတောက်နေလို့ရှိတာ မင်းအဲ့ဒါတော့အန်းနေရနင်းနဲ့သူနဲ့တက်သွားရင်ဘယ်လိုလုပ်မလဲ တက်ပါဦးငါအဲ့လိုအန်းနေရတာကိုပြောနေရမတာမနေလို့နေတော့ငါကောင်လေးဖုန်းလာတယ်ငါကောင်လေးချစ်လားမချစ်လားနေမလို့ကြည့်လိုက်ဟယ်လိုကို နည်းနည်းကိုယ်နဲ့ရှေ့ဆက်ဖို့အဆင်မပြေတော့အဲ့အတွက်လမ်းခွဲရအောင် တွေ့လားငါပြောသားပဲအန်းညိုမင်းအခုတော့ဂျိုးပေါက်ပြီမလား တင်းနေပါဆိုရင်ကတမျိုးတည်လား